Hello အားလုံးမင်္ဂလာပါဒီနေ့အခန်းလေးကလက်ဖက်တုပ်ဆောင်မှာဖြစ်ပါတယ်အဲ့ဒီမှာလက်ဖက်ယူမယ်ပြီးလို့ရှိရင်ကော်ဖီလေးယူပါမယ်နောက်ပြီးတော့တွားလေးရပေါ့နော်မလေးရမှာပစ္စည်းလေးပြပါလေယူမျိုးလေးပြပါလေလက်ဖက်ဖိုင်လေးကော်ဖီစပြကဲဒါပြီးလို့ရှိရင်တော့လီးဖို့အတွက်ပေါ့အောက်ကနေပေါ့စမီတော့ဟောအဲ့ဒါလေးဒီပါလေပြီးရင်တော့လက်ဖက်ထည့်ပါမယ်လက်ဖက်ကိုလိုချင်တာအမောက်လောက်ထည့်လို့ရပါတယ်ဒါလက်ဖက်တုတ်တာတော့လူတိုင်းသိရပါတော့ပြောစရာမလိုပါဘူးဒါပေမဲ့ဒီနေ့လက်ဖက်တုတ်စားမှာဆိုတော့အဲ့ဒါလေးဗီဒီယိုလေးတင်ချင်လို့လုပ်လိုက်တာပဲဖြစ်ပါတယ်ပြီးရင်တော့ပြီးဆိုလို့ရတော့ကော်ဖီလေးရပါတယ်ကဲဒါဆိုရင်တော့ကော်ဖီလေးလေးဖို့အတွက်ဓာတ်လေးသွားယူပါမယ်ရပါပြီကော်ဖီကိုကြာတော့ခွာမှာပေါ့နော်အကုန်လုံးလုံးလို့မဖြစ်သေးပါဘူးကျွန်တော်လည်းဖတ်တော့တဲ့အချိန်ကြီးမှာပေါ့နော်လုပ်ဖို့အတွက်အဲ့ဒါကြောင့်မလို့ပါ3ရက်ပေါ့နော်3ရက်ခွာမှာပါကွာ1ရက်ဆို2ရက်လို့တည်းပေါ့နော်ပြီးတော့ဆက်ခွာပါတယ်တဖြည်းဖြည်းနဲ့ကော်ဖီလည်းခွာလို့ပြပါနောက်တစ်ရက်လည်းခွာလို့ပြတာပါပြီပေါ့နော်ခုဆို3ရက်ခွာပြတာပါပြီမင်းနေရတူလည်းရေးစေးဖို့အတွက်ဆိုတော့အားနဲ့ကော်ဖီတွေကိုယူပြီးလှီးနေပေါ့နောက်ပြီးကျမှအမတ်ရလာရေးပတ်စီပါရေးထစီပါရဲ့အဲ့မှာအမတ်တရားဖြစ်တယ်ပေါ့နော်တော်တော်လေးကိုအမတ်ညာကောင်းလို့ရေးစေးဖို့မေ့တော့မတော်သေးဘူးပတ်ရှိရှိကြီးလာတော့ပါသေးရဲ့နော်စိတ်ညစ်ပါကိုလေကော်ဖီကိုပါဗလေလက်ဖက်တောက်တာကော်ဖီစေးဖို့မေ့ပြီပြင်တော့လီးပါမယ်လီးရမှာဒီထဲမှာအတုံးကြီးလိုမျိုးဖြစ်သွားပါတယ်ပြီးပြန်ချေတာပါအဲ့လိုအတုံးကြီးလိုမျိုးဖြစ်နေတယ်ပေါ့နော်အဲ့လိုအတုံးကြီးဖြစ်နေတယ်ဘာမှမဖြစ်ပါဘူးနော်ပြန်ပြီးတော့အဲ့လိုချေလို့ရတယ်တိလားအရင်တစ်ခါကမချေလိုက်တော့ရှည်ရည်တိုင်းစားလို့တော့မကောင်းပြီးရင်တော့ပြန်ပြီးချေရပေါ့နော်ချေမယ်အဲ့လိုမျိုးချေတာပြောဒါနဲ့ပြီးစီရပေါ့နော်ဒါနဲ့ချေအားမြအောင်ကဲခုလိုမျိုးလောက်ပြီးပါပေါ့နော်လောက်ပြီးသွားရင်ကျန်တဲ့အရွက်တွေကိုလည်းအဲ့လိုမျိုးကော်ဖီရက်တွေကိုလည်းထပ်လုံမှာပဲဖြစ်ပါတယ်ကျန်တဲ့ကော်ဖီကိုလည်းအဲ့လိုမျိုးလေးပြန်ပြီးတော့နှီးမှာပေါ့နော်ဗီဒီယိုလေးဆုံးဖြတ်ကြည့်ပြီးတော့ပါပြီးလို့ရှင် like and subscribe လေးလည်းလုပ်ပြီးတော့ပါအဲ့ဒါကိုမရပါပဲပတ်စံလည်းမပေးရပါဘူးတော့ wavy credit fan ဆိုလို့ရှိရင်အခုဆိုရင်တော့ကော်ဖီရက်တီရိုက်ပေါ့နော်အဲ့အရွက်တီကိုလက်ဖက်ပကံတွေကိုထည့်ပါမယ်ဟိုကရေးမှာလက်ကျအဲ့ဆိုရင်တော့လက်ဖက်ကံတွေကိုထည့်လိုက်ပါပြီနောက်တော့စားလက်ဖက်ကံတွေကိုထည့်လိုက်ပါတယ်နောက်ပြီးတော့လေဒီလားဒီတိုင်းလက်ကလေးနဲ့ထည့်လို့ရတဲ့ကိစ္စကိုရှာရှည်ပြီးတော့ဓာတ်နဲ့တွားချစ်တာရနေအောင်မလေးအကောင်စိတ်မရှိရနဲ့လက်နဲ့ကောက်ထည့်လိုက်ပါတယ်ဒါအဲ့ဒါပြီးတော့ခရမ်းရင်လေးပေါ့နော်ခရမ်းရင်လေးတောက်ရပါမယ်ခင်းကျင်လေးရေးစေးပါမယ်တော်ရရပေါ့ခင်းကျင်လေးရေးစေးတာမမေ့လို့ခင်းကျင်လေးရေးစေးတာမေ့လို့ကတော့ကောင်းတော့မှလက်ဖက်ကပြီးတော့ခင်းကျင်လေးချဓာတ်လေးနဲ့လီးပါမယ်ခင်းကျင်လေးကိုဓာတ်နဲ့လီးဖို့ပြရတယ်လူမဓာတ်လေးနဲ့လီးပြီးလို့ရှိရင်ထည့်လို့ရတယ်ထည့်လို့ရှိရင်ထည့်ရအောင်ခင်းကျင်လေးကော်ဖီလေးဖတ်ကိုပြန်ပြထားမယ်ပေါ့နော်ဒီလိုလေးထားလက်ဖက်ထဲမှာပါတယ်ဒီလိုရှိရင်
你别整了，我得回去吃饭。咋不又是呢？杯酒的，可是你在出去就完了。咋不又是呢？杯酒的在。มันระหว่างนี้ระหว่างนี้变走啊！အဲ့ဒါပြင်တော့စွန်ချဝေးတော့တက်တက်တက်ဒီလိုပါတယ်ဒီခါချိုးမလို့ထည့်စားထည့်လိုက်ပြီးလို့ရှိရင်အနောက်ကရေမောင်းနေရေမောင်းတဲ့ဒါဆောက်လိုက်လို့ရှိရင်စထည့်လို့ရှိရင်ထည့်ရတယ်နေရမရှိသေးဘူးနော်။နောက်ပြီးကြမှာကြည့်မယ်။နေတော့နေပြီကြာကြီးလား။နေတော့အဲ့တော့ကြည့်လိုက်တယ်လက်မရပေါက်နေတယ်။ဟန်နဲ့ပြန်ထည့်။ပေါက်တော့မှတော်ပြီ။ဒီနေ့ပေါက်တော့မှအဲ့နာလေးကလည်းပေါက်နေပြီ။လက်ကထွက်နေအဲ့နဲ့ဒီစားလို့ရတယ်။ဒီကနေ့နေပါလေ။အနေထားလိုက်ရောကောင်းတယ်အနေထားလိုက်ရောတည်ချင်နေပါတယ်ဒါဆိုရင်ရပြီကိုပဲဒီပဲလုပ်ပေးလိုက်တယ်ဒါတော့ final result လေးပါအားလုံးချစ်ပါ bye bye